ဒီနေ့ဆွေးနွေးမဲ့အကြောင်းအရာကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်နော်ရန်ကုန်မြို့သစ်စီမံခင်းကြီးအဲ့ဒီနောက်ွယ်ကဇလန်းတွေနဲ့အဲ့ဒီစီမံခင်းကိုရဖို့ရေပန်းအစားဆုံးချင်းနေတဲ့ရုပ်သူထွေးကြီးဦးလျှောက်ဆန်းအကြောင်းကိုနည်းနည်းတူးဆွချိကြရအောင်ဒီအချက်အလက်တွေကတော့လက်ရှိတရင်ရင်မြစ်တွေကကြီးရယူခါတာပါရှင်ဟုတ်ပါတယ်ဗျာဒီကိစ္စလားတကယ်ကိုစိတ်ဝင်စားစရာပဲဘာလို့လဲဆိုတော့လေဒီစီမံခင်းကြီးကအစိုးရ30လောက်ပြောင်းသွားတာတောင်ရှေ့မဆက်နိုင်ပဲဖြစ်နေလေအဲ့ဒီအချိန်မှာလူတယောက်ကတော့ဒီစီမံခင်းကိုရဖို့ဆက်ဆွနဲ့တခုနီးပါးလောက်ဇွေးကောင်းကောင်းနဲ့စူးစမ်းနေလို့ပဲအဲ့ဒီလူကတော့ဦးလျှောက်ဆန်းပေါ့ဟုတ်ပြီဒါဆိုအဲ့ဒီနဲ့ပဲစလေကြတာပေါ့ဦးလျှောက်ဆန်းဆိုတာဘယ်လိုလူမျိုးလဲအရင်အမြင့်တွေထဲမှာသူ့ကိုတရုတ်နိုင်ငံယူနန်ပြည်နယ်ကလာတဲ့အသက်45အနှစ်အရွယ်တရုတ်လူမျိုးစစ်လို့ဖော်ပြထားတယ်လူသိများတဲ့ Thai City ကိုသူ့ညီနဲ့သူတီထောင်ခဲ့သူပေါ့ဟုတ်ပါတယ်ဒါပေမဲ့သူ့ရဲ့အဓိကအချက်ကစီးပွားရေးတက်တော့မဟုတ်ဘူးထင်တယ်သူ့ရဲ့ connection တွေပဲအဲ့ဒါကသူ့ရဲ့အဓိကအာသာချက်ပဲဗျာသူဇနီးရဲ့ဖခင်ကယူနန်ပြည်နယ်အစိုးရဖွဲ့ဝင်ဦးဆိုတဲ့အချက်ပြင်သူကိုယ်တိုင်ကမြန်မာပြည်မှာနာဖခေတ်ကနေ NLD အစိုးရအခုစစ်ကောင်စီအထိအာဏာပိုင်တွေနဲ့ယင်းနီးရဆက်ဆံရေးကိုစက်တိုက်ထိန်းသိမ်းနိုင်ခဲ့တယ်ဟောဒါကတာမန်လုံငန်းရှင်တယောက်ရဲ့စွမ်းဆောင်ရည်တော့မဟုတ်ဘူးဒါတော့ထူးခြားတဲ့ချက်ပဲအစိုးရအပြောင်းလဲကြီးတွေကြားရဲမှာတော့ဩဇာရှိသူတွေနဲ့အဆင်ပြေအောင်ပေါင်းနိုင်တယ်ဆိုတာကသူ့ရဲ့ဆက်သွယ်တီးဆောင်နိုင်စွမ်းကိုပြနေတာပဲသူ့ရဲ့စီးပွားရေးအဆုံးဝင်ကိုကြည့်လိုက်ရင်လည်းဒီအချက်ကပိုပေါ်လွင်လာတဲ့ Time City လို့အင်ရစီမံကိန်းတွေပြင်တခြားလုံငန်းတွေလည်းရှိသေးတယ်မဟုတ်လားဟုတ်ပါတယ်အဲ့ဒီအချက်ကဒီဇလန်ရဲ့အဓိကနေတာတာပဲသူဟာအင်ချာမေလုံငန်းရှင်တတ်မဟုတ်ဘူးတရင်ရဲမဲ့တွေရသူဟာငမိုးရီပခုကူညောင်တုံးတရားတွေရဲ့အုတ်မြစ်ချတာလိုမျိုးနိုင်ငံတော်ဆင့်အခြေခံအဆောက်အအုံစီမံကိန်းကြီးတွေမှာပါဝင်ခဲ့တယ်တရားတွေအထီးပါလားဟုတ်တယ်လက်ပံတောင်းကျင်းနီစီမံကိန်းရဲ့မြေတူးလုပ်ငန်းတွေမှာတော့ပါခဲ့ဘူးတယ်ဆိုလိုတာကသူ့ရဲ့စီးပွားရေးပုံစံတစ်ခုလုံးကအစိုးရနဲ့တိုက်ရိုက်ချိတ်ဆက်ပြီးအေယာမာစီမံကိန်းကြီးတွေရယူဖို့တိစောက်ထားတာအဲ့ဒီတော့ဒါကြောင့်ရန်ကုန်မြို့သစ်စီမံကိန်းကိုသူအသေးအံလိုချင်နေတာကတဘာဝကျတယ်ကောင်းပြီကစားသမားအကြောင်းသိပြီဆိုတော့သူလိုချင်နေတဲ့ဆူလာပကြောင်းဆက်ရအောင်ဒီရန်ကုန်မြို့သစ်စီမံကိန်းကဘာကြောင့်ဒီလောက်အရေးပါနေတာလဲတရင်းနေထဲမှာစင်ကာပူထက်နှစ်ဆကျဲတယ်လို့ဖော်ပြထားတာတွေ့တယ်ဟုတ်ပါတယ်အရွယ်စားရတော့မဟာဗျူလာရပါအလုံးရေးကြည့်တယ်အမေရိကန်ဒေါ်လာ9ဘီလီယံလောက်ကုန်ကျနိုင်တယ်လို့ခန့်မှန်းထားပြီးတော့9ဘီလီယံဟုတ်တယ်အလို့ကင်တန်းချီဖန်တီးပေးနိုင်မယ်စီးပွားရေးအချက်ချကြတဲ့မြို့တစ်မြို့အဖြစ်ရည်မှန်းထားတာအရေးကြီးဆုံးကတော့ဒါဟာတရုတ်ရဲ့ရဝန်းနဲ့အလန်းစီစီရင်အဲ့ဒီ Belt and Road Initiative ရဲ့အစိမ့်ပိုင်းတစ်ခုဖြစ်တဲ့တရုတ်မြန်မာစီးပွားရေးစံကြောင်း CNEC ထဲမှာပါနေလို့ပဲအော် CNEC ထဲမှာပါနေတာကိုဒါကြောင့်ဒီစီမံကိန်းကပြည်တွင်းရေးတတ်မဟုတ်ပဲနိုင်ငံတကာနဲ့တိုက်ရိုက်ပတ်သက်နေတယ်ဒါနဲ့ तू ကဒီစီမံကိန်းကိုအခုမှလိုချင်တာမဟုတ်ဘူးနော်အရင်အစိုးရလက်ထက်ကတည်းကကြိုးစားခဲ့ဘူးတယ်လို့ဖတ်ရတယ်2014တုန်းကတခါရောက်ပြီးသားမဟုတ်လားဘာလို့လုံးမဖြစ်ခဲ့တာလဲမှန်ပါတယ်ဗျဦးသိန်းစိန်အစိုးရလက်ထက်တုန်းကသူ့ကုမ္ပဏီကိုဒီစီမံကိန်းအတွက်တူတဲ့လောက်ကင်ခွင့်ချပေးခဲ့တယ်ဒါနဲ့ပွင့်လင်းမြင်သာမှုမရှိဘူးဆိုပြီးဝေဖန်မှုတွေအရင်ဖြစ်လာတော့စီမံကိန်းကိုရပ်ဆိုင်းလိုက်ရတယ်နောက်ပိုင်း NLD အစိုးရလက်ထက်မှာလည်းဒီစီမံကိန်းကိုပြန်ဆဖို့စူးစမ်းခဲ့ပေမဲ့အကောင့်ထဲမှာဖုန်းနေခဲ့ပြန်ဘူးအဲ့လိုဆုံရှုံမှုတွေဖြစ်ပြီးနောက်မှာသူကလူမြင်ကွင်းကနေခဏပျောက်သွားတယ်လေဒါပေမဲ့တရင်ရင်မြစ်တီအရာ2023ခုနှစ်မှာစစ်ခုံးဆောင်ရဲ့ရုပ်ခရီးစင်မှာထိတ်တန်းစီးပွားရေးလုပ်ငန်းရှင်တယောက်အနေနဲ့သူရုပ်ရည်ချက်ပြန်ပေါ်လာတယ်ဒါကတော့တော်ရှင်းတဲ့သတင်းစကားတစ်ခုပဲလို့ပြောရမယ်အဲ့ဒါကစီးပွားရေးအတိုင်းအဝိုင်းအတွက်အကြီးမားဆုံးအရေးအယောင်ပဲအဲ့ဒီပြင်စစ်ကောင်စီက NYDC တို့ခေါ်တဲ့ရန်ကုန်မြို့တစ်ဖွံ့မျိုးကြီးကုမ္ပဏီရဲ့ Director Board of Directors ကိုလည်းလူသစ်တွေနဲ့လဲဖြစ်လိုက်တယ်။အော် NYDC ဒီစီမံကိန်းတီးတန့်ဖွဲ့ထားတဲ့ကုမ္ပဏီနော်။ဟုတ်တယ်။အရင်အစိုးရကဖွဲ့ပေးထားတဲ့ကုမ္ပဏီပေါ့။အခုလိုဦးလျှောက်ဆန်းလဲပြန်ပေါ်လာ NYDC မှာလဲလူသစ်တွေဖြစ်လာတော့အတွင်းတွေကဒီတစ်ခေါက်တော့သူ့တဲ့တေချာတလောက်ပဲလို့ထင်ကြေးပေးနေကြတာဟုတ်ပြီဒါတွေကိုစုစည်းကြည့်လိုက်ရင်တော့အစိုးရအဆက်ဆက်မှာမတူနေတဲ့နီးလန်းတွေနဲ့ချင်းကပ်ပြီးဆယ်စုနှစ်တစ်ခုကြာအောင်ဒီစီမံကိန်းကြီးတစ်ခုတည်းကိုပဲဇွဲနှပဲနဲ့စူးစမ်းခဲ့တဲ့အဆက်အသွယ်ကောင်းပြီးဇွဲကြည့်တဲ့လုံနာရှင်တယောက်ရဲ့ပုံရိပ်ကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်နောက်ဆုံးအနေနဲ့စဉ်းစားစရာတစ်ခုခြံခဲ့ချင်တယ်ဗျာဒီဖြစ်တွေကနိုင်ငံရေးခြေအနေတွေဘလို့ပဲပြောင်းအစိုးရမင်းသားတွေဘလို့ပဲကွက်ဒီလိုအေယာမအခြေခံအဆောင်စီမံကိန်းတွေနောက်ကွယ်မှာတော့ဘယ်တော့မှမပြောင်းလဲတဲ့စီးပွားရေးအင်အားစုတွေနဲ့သူတို့ရဲ့ဩဇာလွှမ်းမိုးမှုတွေအခိုင်အမာရှိနေတယ်ဆိုတဲ့အချက်ကိုမိမောင်းထိုးပြနေသလားဆိုတာမှာပဲတကယ်အာဏာကဘယ်မှာရှိနေတယ်လဲဆိုတာကိုမေးခွန်းထုတ်စေပါတယ်